မင်္ဂလာပါပရိသတ်တို့၏တကားရီဆိုတာဟာနေရာတစ်ခုနဲ့တစ်ခုကြားကိုပေါင်းကူးပေးတဲ့အရာဖြစ်ပါတယ်။တကားရီကနေရာတွေကိုလုံးချုံအောင်ဝင်ထက်သွားလာနေထိုင်လို့ရအောင်ကူညီပေးတဲ့ကိရိယာတွေလို့ပြောရင်လည်းမမှားပါဘူး။ဒါပေမဲ့လေကဘာပေါ်မှာဖွင့်လို့ကုန်မဖြစ်နိုင်တဲ့လုံးဝဖွင့်လို့မရနိုင်တဲ့တကားရီလည်းရှိလို့နေပြန်ပါတယ်။ဒီတကားတွေကဖွင့်လို့မရနိုင်အောင်ကိုထူးဆန်းနေပြီးတော့တကားရဲ့နောက်ွယ်မှာတာမင်သူတွေနားမလည်နိုင်တဲ့ထူးဆန်းတဲ့အရာတွေကိုပိတ်ထားပုံရှာပါတယ်။ဒီတကားပြီးတော့မှာတော့ပရိသတ်တို့အတွက်ကဘာပေါ်မှာဘယ်တော့မှဖွင့်လို့မရတဲ့တကားတွေနဲ့နောက်ွယ်ကလှိဝက်ချက်ကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။နံပါတ်5နမိတ်ကျော် Dash မဟာဖျားเจ้าရဲ့မြေအောက်ခန်းကိုသွားတဲ့တကားနှစ်ပေါင်းများစွာတင် Dash မဟာဖျားเจ้าကိုလာရောက်လေပတ်သူအများအပြားရှိခဲ့ပါတယ်။ဒီဖျားเจ้าကိုတော်တော်များက1632ခုနှစ်မှာမူဂန်အင်ပါယာရဲ့အုပ်စိုးသူရှာဂျဟန်နဲ့သူချီရတဲ့မိဖုရားမူဆာမဟာတို့ကဥဆောင်တိဆောက်ခဲ့တယ်လို့ယုံကြည်ထားကြပါတယ်။ဒီဘုရားကျောင်းရဲ့နေရာအနေငယ်ကိုသာအပြင်လူတွေကိုလာရောက်လေပတ်ခွင့်ပြုထားတာကလည်းတန်မြင့်ဝင်စရာကောင်းလာပါတယ်။ဘုရားကျောင်းရဲ့တဲပိုင်းတွေကတရားတစ်ခုဟာမူဆာရဲ့တင်ချိုင်အုတ်ကူထားရှိရာမြေအောက်ခန်းစီကိုဥတည်နေပါတယ်။အဲ့ဒီတကားကိုအချိန်တော်ကြာအောင်ပိတ်ထားကြတာဖြစ်ပြီးအဲ့နေရာအနီးတစ်ဝိုက်ကမူမမှန်တဲ့တဘာဝလိုဖြစ်ရတွေကြောင့်လို့ပြောပါတယ်။လူတွေကတော့ဘုရားကျောင်းထဲမှာပြသထားတဲ့တင်ချိုင်အုတ်ကူတွေဟာပုံတူပွားထားတာသာဖြစ်ပြီးတော့တကယ်အုပ်စုစစ်ကမြေအောက်ခန်းထဲမှာသာတည်ရှိတယ်လို့ထင်ကြေးပေးကြပါတယ်။လာရောက်ပြလပတ်တဲ့လူအများအပြားကမြေအောက်ခန်းတရားကိုဖွင့်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပေမဲ့လေအာဏာပိုင်တွေကတော့တောင်းဆိုချက်တွေကိုညှင်းဆိုခဲ့ကြပါတယ်။ဘာလို့များအဲ့လိုပိတ်ထားရတာလဲ။မူဇာရဲ့ဝိညာဉ်ကအထဲမှာ၆လက်နေလို့များလား။ပရိသတ်တို့ရဲ့ထိမင်ဇာလေးတွေကိုလည်းရှင်းခဲ့ပေးပါအောင်ရှင်။နံပါတ်၄တရုတ်ဘရင်ချင်းရဲ့လှိဝက်တင်ချိုင်အုပ်ကိုချင်းဘရင်ရဲ့အုပ်ကိုထားရှိရာနေရာကို1984ခုနှစ်မှာညီကို9ယောက်ပါဝင်နေအုပ်စုတစုကနေစတင်ရှာဖွေခဲ့တာဖြစ်ပါတယ်။ချင်းဘရင်ရဲ့ရုပ်လောင်းထားရှိရာတကယ်အုပ်ကိုတော့စစ်တီရောပါ9000ပါဝင်တဲ့ရုပ်ထုတွေနဲ့ဝန်းရံထားပြီးတော့သူတို့ရဲ့ဘရင်ကိုထာဝရကာဝယ်ဖို့ရှိခဲ့ပြီးတော့တိဆောက်ထားခဲ့တာဖြစ်ပါတယ်။အဲ့ခန်းထဲမှာမြားထောင်ချောက်တွေကိုလည်းဆင်ထားပြီးတော့အထဲကိုဝင်လာတဲ့သူဘယ်သူကိုမဆိုပြစ်လို့စေဖို့တိဆောက်ထားတာဖြစ်ပါတယ်။အဲ့အုပ်ကိုတူးဖော်ခဲ့တဲ့ညီကို9ယောက်ကတော့တူးဖော်ဖို့လုပ်နေစမှာကျမ်းမာရေးဆိုးဝါးပြီးအကြီးအကျယ်နေမကောင်းဖြစ်သွားကြပါတယ်။အကြောင်းကတော့အုပ်ကြီးထားရှိရာနေရာတစ်ဝိုက်မှာတရုတ်ပြည်ရဲ့နာမည်ကြီးမြေကြီးနှစင်းကိုပုံစံငယ်ပြုတ်လောက်ခါထည့်သွင်းထားပြီးအဲ့မြစ်တွေထဲမှာရေတွေမဟုတ်ပေမဲ့ရထားရည်တွေထည့်ထားပါတယ်။ဒါကြောင့်မဲအုပ်ကူတွေဝင်မဲ့သူတွေကိုအစိတ်တင်စေတာဖြစ်ပါတယ်။ဘရင်ရဲ့အုပ်ကူစစ်ကိုသွားတဲ့တကားတွေကိုဘယ်တော့မှဖွင့်နိုင်ခြင်းမရှိဘဲအဲ့တကားတွေရဲ့နောက်ွယ်ကအကြောင်းအရာကအထူးဆန်းတစ်ခုဖြစ်တာရှိလို့နေခဲ့ပါတယ်။တမိုင်းထောက်ထားတဲ့အရာကတော့ဒီအုပ်ကူတင်ချိုင်ဟာကဘာပေါ်မှာတန်မိုးအကြီးဆုံးတွေကတစ်ခုဖြစ်ပြီးအုပ်ကူထဲမှာရွှေငွေရတနာအများကြီးမြို့နယ်သိသိထားရလို့ဆိုပါတယ်။ချင်းဘရင်ဟာတရုတ်နိုင်ငံရဲ့ပထမဆုံးမင်းဆက်ဖြစ်ပြီးတော့အသက်73နှစ်အရွယ်မှာဘရင်ဖြစ်လာခဲ့ပါတယ်။သူကဘရင်ဖြစ်လာခဲ့ကဒီသေးကြကြီးကိုတိဆောက်ခဲ့တာဖြစ်ပြီးလုံသားပေါင်း9သိန်းကျော်ကိုအတော်ပြုက38နှစ်ကြာအောင်တိဆောက်ခဲ့ရပါတယ်။နံပါတ်3 Oncology နျူကလ িয়ার အငြိအကျေးစွန့်ပစ်မှု Oncology နျူကလ িয়ার အငြိအကျေးစွန့်ပစ်တဲ့လုပ်ငန်းစဉ်ဟာလက်ရှိအချိန်ထိကိုတိဆောက်ဆဲဖြစ်ပါတယ်။ဒီ project ရဲ့အဓိကရည်ရွယ်ချက်ကရေဒီယိုသတ္တုကျနေတဲ့နျူကလ িয়ার အငြိအကျေးတွေကိုနှစ်ပေါင်း1 သန်းနဲ့1 သိန်းထိတိုင်အောင်ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။အချိန်အလောက်ကြာမှသာနျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကရေဒီယိုသတ္တုကျမှုဓာတ်ပြေသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ယနေ့အချိန်ထိနျူကလ িয়ার အငြိအကျေးတွေကိုအလောက်ထိကြာအောင်ထိန်းသိမ်းထားနိုင်တဲ့နည်းပညာမရှိသေးပါဘူး။ဒါပေမဲ့လေ Oncology project ကတော့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ဒီ project ဖင်လန်နိုင်ငံမှာအခြေစိုက်ပြီးနှစ်တန်းပေါင်း1 သန်းလောက်ကြာအောင်နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုထိန်းသိမ်းနိုင်မှာပါ။ဒါပေမဲ့လူတွေကနှစ်တန်းအတွင်းမှာဒီလိုစွန့်ပစ်ပစ္စည်းတွေကိုသွားပြီးတော့ဖွင့်လိုက်မယ်ဆိုရင်တော့မလိုလားအပ်တဲ့ပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်မဲဒီ project ကိုစုံသက်တဲ့အခါမှာလူတွေလုံးဝမဖွင့်နိုင်စေမဲ့တကားတစ်ခုကိုတိဆောက်ဖို့စီမံကိန်းချထားပါတယ်။နံပါတ်1 Area 51ရဲ့ထူးဆန်းမှု Area 51ဆိုတာကတော့အမေရိကန်နိုင်ငံနေဗာဒါဒေသမှာတည်ရှိတဲ့စစ်တပ်အခြေစိုက်တပ်စခန်းတစ်ခုဖြစ်ပါတယ်။ဒီတပ်စခန်းကကမ္ဘာပေါ်မှာလုံခြုံမှုရှိဆုံးလေးတပ်စခန်းတစ်ခုလေးဖြစ်ပါတယ်။ဒီနေရာတစ်ခုလုံးကိုပြင်ပကလူတွေလုံးဝဝင်ရောက်ခွင့်မရှိတဲ့ပြင်ဒီ area ဘောက်ကနေပြတ်တန်းသွားတာကတောင်မှရာဇဝတ်မှုများပါတယ်။ဒီတပ်စခန်းကို1955ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးအမေရိကန်ရဲတပ်ဖွဲ့ CIA ဟာ2013ခုနှစ်ရှောင်းမှာ area 51တည်ရှိကြောင်းလူထုကိုအတည်ပြုထားပါတယ်။တမိုင်းတရှောင်းအနေရာမှာလုံးဝအမိုက်စားနည်းပညာမြင့်လေရင်တွေတိဆောက်တာအခြားလူသိမခံတဲ့နည်းပညာတွေတည်ထည်ဖန်တီးတာတွေကိုပြုလုပ်ခဲ့ပါတယ်။1948ခုနှစ်မှာ New Mexico ရော်ဝယ်ဒေသကိုပကံများပြန်တစင်းဆင်းသက်ခဲ့ပြီးတော့အဲ့လေရင်ပေါ်ကနေပြီးတော့အဲ့ရေပြန်ထဲမှာပါတဲ့ဂျိုသားကိုပါဆက်သက်စစ်ဆေးဖို့ Area 51 စီကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်
1989ခုနှစ်မှာတော့ရောဘတ်လာဇာလို့ခေါ်တဲ့လူတစ်ယောက်ဟာအဲ့နေရာမှာဂျိုသားနည်းပညာကိုလေ့လာဖို့လှုပ်လှုပ်ခဲ့တယ်လို့ဆိုပါတယ်။သူကသူပြုလုပ်ခဲ့တဲ့စံသက်ချက်တွေရဲ့တစိမ့်တစ်ပိပိုင်းကိုသာဓာတ်ပုံသက်သေအနေနဲ့သူချပြခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောဘလို့တင်ပါသလဲ။အစိုးရကအရေးကြီးတဲ့ကိစ္စရပ်တွေကိုပြည်သူတွေမသိအောင်ဖုံးကွယ်ထားတယ်လို့ထင်ပါသလား။နံပါတ်1စောပါအစိထိသိမ်းထားရှိရနေအောင်ညဝင်ရိုးစုံနဲ့ဒီရဲ့နေရာတစ်ခုမှာမြေတိုက်ခန်းတစ်ခုကိုစောက်လုပ်ထားတယ်လို့ပရိသတ်တို့မြင်အောင်ကြည့်ပါ။အမြေတိုက်ခန်းထဲမှာကဘာပေါ်ကရှိသမျှအပိမျိုးစိတ်တွေအလုံးရဲ့အစိတ်တွေအကုန်လုံးကိုအေးခဲတဲ့အနေအထားမှာတူလောင်ထားရှိထားပါတယ်။အမြေတိုက်ခန်းကိုတော့စောပါအစိတူလောင်မြေခန်းတိုက်ခန်းလို့ခေါ်ပြီးတော့နော်ဝေးနိုင်ငံနဲ့ညဝင်ရိုးစုံကြားကကျွန်းတစ်ခုပေါ်မှာတည်ရှိပါတယ်။ဒီမြေတိုက်ခန်းကြီးဟာတဘာဝဘေးအန္တရာယ်တွေအကုန်လုံးနဲ့နျူကလ িয়ার ဘုံနဲ့ကိုပါခံနိုင်ပါတယ်။အကယ်၍အကြောင်းတစ်ခုတစ်ခုကြောင့်ကဘာကြီးပျက်စီးသွားခဲ့ရင်လူသားတွေအနေနဲ့စိုက်ပျိုးရေးကိုအလေတကူပြန်လည်စတင်နိုင်စေဖို့ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။အခြားမြေတိုက်ခန်းတွေလိုလျှက်စစ်တဲ့အားပေးစရာမလိုပဲအေးခဲစီတဲ့စက်တွေကိုလည်းမလိုအပ်ပါဘူး။ဘေးပတ်လည်ကတဘာဝလျောက်အေးခဲနေတဲ့ရှေ့ခဲတွေကိုအထဲမှာဝန်းရံတည်ဆောက်ထားတာဖြစ်တဲ့အတွက်နေတမ်းပေါင်းများစွာကြာအောင်အေးခဲထားနိုင်မှာဖြစ်ပါတယ်။အဲ့နေရာမှာမတူညီကွဲပြားတဲ့အစီမျိုးစိတ်ပေါင်း4.5 တန်းထားရှိထားပါတယ်။အကယ်၍များတတိယကဘာစီကြီးဖြစ်လို့ကဘာပြတ်သွားရင်တော့ပရိသတ်တို့အနေနဲ့အဲ့နေရာကိုသာအရင်ဆုံးသွားပြီးတော့ဂျိုနီယာယူထားဖို့အတွက်အကြံပေးပါတယ်။ကဲပရိသတ်ကြီးတို့ရေအခုပြောမှာတော့ကဘာပေါ်မှာဖြက်စီးဖြစ်ဖို့ခက်ခဲတဲ့ဖွင့်ဖောက်ဖို့ခက်ခဲတဲ့တကားတွေအကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဘယ်တစ်ခုကိုသဘောကျဆုံးလို့ထင်လဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်ရှင်